သူ့ကိုကျွန်းတကျွန်းပေါ်မှာမျိုးတုံးလူနီးပါးဖြစ်နေတဲ့သူ့ရဲ့မျိုးစိတ်တစ်ခုလုံးနဲ့ကနောက်ဆုံးကြံရှိတဲ့လက်ကြီးအဖြစ်တကောင်တဲ့အထီးကျန်စွာရှာဖွေတွေ့ရှိခဲ့တာပါသိပ္ပံပညာရှင်တွေဟာသူ့ကိုဘေးကင်းလုံခြုံတဲ့နေရာစီခေါ်ဆောင်လာခဲ့ကြပါတယ်အကြောင်းကတော့တကယ်လို့သူသာဆုံးပါသွားခဲ့ရင်သူ့ရဲ့မျိုးစိတ်တစ်ခုလုံးဟာလည်းသူနဲ့အတူကဘာမြေပေါ်ကနေကွယ်ပြောက်သွားတော့မှမို့လို့ပါပဲဒါကြောင့်သိပ္ပံပညာရှင်တွေဟာသူ့ရဲ့မျိုးရိုးဗီဇတွေကိုဆက်လက်ချန်ထားရနိုင်ဖို့မျှော်လင့်ချက်နဲ့သူနဲ့အနွယ်တူဆက်တူဖြစ်တဲ့တခြားမျိုးစိတ်တွေကလိမ္မာတွေကိုခေါ်ဆောင်လာပေးခဲ့ကြပါတယ်။သူတို့ဟာဥတွေဥမဲ့အချိန်ကိုစောင့်ဆိုင်းခဲ့ကြပြီးလိမ္မာတွေကအချို့ဥခဲ့ကြပေမဲ့လည်းဘယ်ဥတစ်လုံးမှအကောင်ပေါက်မလာခဲ့ပါဘူး။ဒါဟာဒီမျိုးစိတ်ကိုကယ်တင်ဖို့ဘလို့မှနီးလန့်မရှိတော့ဘူးဆိုတာကိုပြသလိုက်တာပဲဖြစ်ပါတယ်။ဒါကြောင့်သူဟာနောက်ဆုံးကြံရည်သူဖြစ်နေတာမို့လို့လူပေါင်းထောင်ချီဟာသူ့ကိုလာရောက်ကြည့်ရှုခဲ့ကြပါတယ်။အဲ့ဒီနောက်သူ့ကိုရှာဖွေတွေ့ရှိခဲ့ပြီးဆယ်စုနှစ်များစွာအကြာမနက်ခင်းတစ်ခုမှာတော့သူ့ကိုပြုစုစောင့်ရှောက်သူဟာလှုပ်ရှားမှုမရှိတော့ဘဲအသက်မရှိတော့တာကိုတွေ့ရှိခဲ့ရပြီးသူနဲ့အတူပဲသူ့ရဲ့မျိုးစိတ်တစ်ခုလုံးဟာလည်းဒီကမ္ဘာမြေပေါ်ကနေထာဝရပျောက်ကွယ်သွားခဲ့ရပါတော့တယ်